ဒီကုန်းမလေးကိုတွေ့လို့ရှိုးရုံးမှာရှိတဲ့350နဲ့400ကျရှိတဲ့ကားလေးတွေကိုမိတ်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတစ်သီးက Suzuki 2003 model ပါ။ Manual 4wheel ပါရှင်။ AC power စုံပါတယ်။မန္တလေးလိုင်စင်တက်တန်းအတစ်နဲ့ရမှာပါ။ဒီကောင်လေးကိုတော့380ပန်ရှင်တိုက်ရိုက်ညှိနှိုင်းပြီးရောင်းချပေးမှာပါ။ဖရိန်တွေအဆွေးနာကင်းပါတယ်။အယိုးစစ်တွေလည်းလှပါတယ်။ကြမ်းကင်းတွေလည်းအော်ဈေးတိုင်းပါပဲ။နောက်တစ်စီးကတော့စမ်းမ2000 model လေးပါ။ Manual 4wheel ပါရှင်။ AC power ဆုံးပါတယ်။ကီလို3သိန်းကျော်ပါ။မန္တလေးလိုင်စင်တက်တန်းလဲကျန်ပါသေးတယ်။ဒီကောင်လေးကိုတော့385သိန်းညှိနှိုင်းပါ။နောက်ဆုံးတစ်သီးကတော့စမ်းမပေါက်ကားပါရှင်။ဒီကောင်လေးလည်း2000 model ပါပဲ။ Manual 2wheel ပါ။ AC power ဆုံးပါတယ်။မန္တလေးလိုင်စင်26 9လပိုင်းကုန်ထိတက်တန်းကျန်ပါသေးတယ်။လုပ်ငန်းလိုင်စင်ပါပါတယ်။ဒီကောင်လေးကိုတော့390ညှိနှိုင်းကြည့်ပါ။အသေးစိတ်သိချင်တာလေးရှိရင်တော့0393 999မှာဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။